ပဲတကားကိုအပြင်ဘက်ကနေ3ချက်လောက်ခောက်ဆံကိုကြားလိုက်ရတယ်ရှင်ဟဲကထိတ်လန့်သွားပြီးတော့ချက်ချင်းတင်းမာသွားတယ်။သူကမတိမတာလှည့်ကြည့်လိုက်တယ်။တကားအပြင်ဘက်ကလူကတစ်ချက်တိတ်ဆိတ်သွားတယ်။နောက်ပြီးတော့အမျိုးသမီးအတန်နည်းနည်းလေးတစ်ခုထွက်လာတယ်။ငါကအနာကအင်္ဂါယူချိုင်နူပါ။နင့်အင်ချန်တဲ့ကရှိကငါချန်နယ်ကိုစီးဝင်နေတယ်။ငါခဏလေးစဉ်းစားပြီးတော့ချင်းဟဲကိုကောင်းချင်းပြလိုက်တယ်။တကားကိုဖွင့်လိုက်တော့အပြင်မှာအရက်မြင့်မြင့်အရန်တီတန်းတဲ့အမျိုးသမီးတစ်ယောက်ကရက်နေတယ်။သူ့ရဲ့ပုံစံကတော်တော်လေးအလေးနဲ့ရှိပြီးမျက်နှာအင်္ဂါတွေကလည်းပြတ်သားတယ်။အရေးအပြားကနေထွက်နေလို့နည်းနည်းညူနေပြီးတော့လက်ထက်မှာတော့ဆွဆွနေတဲ့မျက်ပင်တစ်စုကိုကိုင်းထားတယ်။သူကငါကိုတစ်ချက်ကြည့်ပြီးတော့မျက်လုံးကတစ်စက္ကန့်တောင်မရက်သားပဲဖြတ်သွားတယ်လို့ပါပဲ။ပြီးတော့တနက်မတ်ပဲအရှိဘက်ချက်နေရန်ကိုကြည့်လိုက်တယ်အမှန်ပဲနေရန်တော့မှလက်တစ်ဖက်အရွယ်လောက်ရှိရဲ့ချိုင်းမတစ်ခုကိုင်းရှိနေတယ်အဲ့ဒီကနေရေလေးစိတ်ဝင်ပြီးတော့မြေပြင်တစ်ပိုင်းလောက်ဆွဆွနေတာငါကဒီဘက်မှာစိုက်ထားတာပါမထင်တာကအောက်ကရေစီးချောင်းကနင်းဘက်ကိုဝင်သွားမယ်ဆိုတာပဲပြင်မြင်ပေးမယ်နော်အဲ့ဒီအချိန်မှာသူမမျက်လုံးကစပွဲပေါ်မှာဖွင့်ထားတဲ့ပကံကိုတစ်ချက်ဖြည့်ကြည့်သွားပြီးတော့ခြေလမ်းကခဏလေးရက်သွားတယ်နင်းနဲ့မချီရှင်းကိုစားတာလားဒီချက်ထဲမှာပေါက်တဲ့ဟာတွေကအလကားရတာပဲငါဘက်မှာလည်းစိုက်ထားတာတွေရှိတယ်ဟင်းယူနယ်တွေစိမ့်ရက်တွေဒီဟာတွေကဓာတ်ပို့ပြီးတော့စားလို့ကောင်းတယ်နောက်တစ်ခါအပင်တွေကြည့်လာလို့ရှိရင်နင့်ကိုလည်းနည်းနည်းပေးမယ်လေသူမကပြောပြီးတော့ငယ်ထွက်သွားလိုက်တယ်ချင်းဟဲကတိတ်တိတ်လေးကလာတယ်အရှင်မိန်းမဒီယူချန်နူဆိုတဲ့လူကကျမကြားတာကတော့လေအနာကချန်နေကနေဒီဘက်ကိုဖဲထုတ်ခံရတာပါတဲ့သူကတယောက်ကိုတယောက်မတက်အောင်လုပ်တယ်လို့နာမည်ရှိတယ်တာမအားဖြင့်စိတ်အရင်ပြင်းပြီးဘယ်သူနဲ့မှမတည့်ဘူးတဲ့စိတ်ပြင်းတယ်လူတိုင်းနဲ့မတည့်ဘူးလို့ပြောကြပေမဲ့သူမကချန်နေကဟိဝက်တွေကိုလည်းကိုရိုင်းစားထားတယ်ရီယူရာရှိတာကိုလည်းကိုရိုင်းလာပြီးတော့ပြောတယ်ဒီလိုလူမျိုးကစီးကံတော့ရှိရမယ်ငါခေါင်းကုန်ပြီးတော့တိတ်တိတ်လေးစဉ်းစားနေမိရဲ့လက်ထဲမှာကန်ထားတဲ့ငွေရင်းကားတွေကလည်းနဲ့ပူလာတယ်လို့ခံစားရတယ်အဲ့ဒါကြောင့်မို့တင်းကားတွေကိုလက်ဖွားထဲမှာတင်းတင်းကျပ်ဆုပ်လိုက်ပြန်ဖြေလွတ်လိုက်နဲ့နှစ်ကြိမ်လောက်ထပ်ခါလုပ်ကြည့်ရဲ့အဲ့ဒီအပူရှင်ကမပြင်းလုံးဘူးမအေးလုံးဘူးစိတ်မလောနဲ့အရင်ကြည့်ပြီးနေပါအောင်လို့ပြောနေတယ်လို့ခံစားရတယ်ငါတင်းကားတွေကိုပြန်ပြီးတော့အေးထည့်လိုက်တယ်အပြင်မှာချင်းဟဲကတက်ကိုင်းတစ်ချောင်းနဲ့မြေပြင်ပေါ်မှာစဝိုင်းတွေကိုဆွနေတယ်ချင်းဟဲမနေ့ပြန်ရေသွားခတ်တဲ့အချိန်မှာအဲ့ဒီယူချိုင်နူရဲ့ချမ်းဘက်ကအကွက်ကြီးရဲ့နေရန်တွေကိုကြည့်လာခဲ့ချင်းဟဲကကောင်းညှင်းလိုက်တယ်ညကပုံနဲ့လာတဲ့လေကပြင်းပေါက်ကနေဝင်ပြီးတော့မိအင်ကိုတဖြည်းဖြည်းလှုပ်အောင်လုပ်နေတယ်ငါအိယာပေါ်မှာလဲပြီးတော့အတူထဲမှာနောက်ဆုံးတွေ့ခဲ့တဲ့အင်းကြီးချင်းကိုစဉ်းစားနေမိတယ်လေလျောင်းနေတဲ့ငါရဲ့မြောင်နေမှာတော့ငါကအရှိချန်နေရန်ဘက်ကမြေကွက်လက်လေးကိုစတင်မိပင်နိုင်ခဲ့တယ်နောက်ဆုံးမှာတော့ပြပြညီညီမိကွက်တစ်ခုကိုတော်တော်လေးခက်ခဲနေပြင်ဆင်နိုင်ခဲ့တယ်။အရင်ဘဝမှာအလုပ်ရုံထိုင်ပြီးတော့ကွန်ပျူတာနဲ့လုပ်ရတာကြောင့်ခါနာရဲ့လေပင်နာတွေဖြစ်တာတွေရှိတယ်။ဒီဘဝမှာခနာကိုအသိရပေမဲ့လည်းသိမကောင်းသေးဘူး။ဒီခနာကိုကအာဟာရမလုံလောက်ဘူး။ငါကချန်နယ်ကနေကောက်ထားတဲ့ပဲစင်းရွက်တွေမရှိရှင်းရဲ့အမြင့်တွေကိုပြန်ပြီးတော့အဲ့ဒီမြေထဲမှာစိုက်ထည့်လိုက်တယ်။ဒီလောင်းပြီးရဲ့နောက်မှာတော့လေတိုက်မဝင်အောင်လို့အုပ်ပြအပိုင်းဆိုင်နဲ့ဝိုင်းထားလိုက်တယ်။ချင်းဟဲကဘီနာမှာရက်နေပြီးတော့လက်ထက်မှာမြက်အပွင့်တစုကိုကိုင်းထားတယ်။မနေ့စောစောကသူကခူထားတာပဲ။ရေသားခက်တဲ့လမ်းမှာနေရန်အကွဲချားတွေကနေပြီးတော့ချင်းဟဲကတခုခုကိုကောက်ယူလာတယ်။အရှင်မိန်းမဒီဟာကိုစိုက်လို့ရမလားမသိဘူး။ဘာပင်လဲလို့ငါကမေးလိုက်တယ်မသိဘူးဒါပေမဲ့နေရန်အကွဲထဲမှာပေါက်နေတဲ့အဝရံပတ်မွန်လေးတစ်ပွင့်ကိုမြင်လိုက်လို့ပါအဲ့ဒါဆိုရင်ရှင်းနိုင်မှထင်တယ်အနောက်ကြီးစမှာလူတွေပြောနေကြတာမင်းညာကအရှင်မင်းကြီးကမိဖုရားစီကိုတွားခဲ့တယ်တဲ့ဒါပေမဲ့တနားရီတောင်မနေဘဲနဲ့ပြန်သွားတယ်လက်ဖက်ရည်တစုံကိုတောင်မှပြစ်ပေါက်ပြီးတော့ပျက်စီးသွားစီခဲ့တယ်တဲ့ငါကပကံထဲကဟင်းကိုတိတ်တိတ်လေးလှလေးမှုစားနေမိတယ်ချင်းရင်ကပြောတယ်နန်းနန်းကလူတွေကဒီကိစ္စကိုပြောနေကြပေမဲ့နောက်ကျရင်တော့လည်းဘာမှမဟုတ်သလိုဖြစ်လာမှာပဲနာမည်ကြီးလည်းမိကုံမှာပဲလို့ပြောတယ်ငါကနေရန်ကနေပြီးတော့လှမ်းပြီးတော့ကြည့်လိုက်တယ်သူကလက်တောင်ကိုမြေပြင်မှာမှောက်ထားပြီးတော့အလုပ်လုပ်နေတာချင်းရထတောင်ပိုးလှင်းမနေတယ်လို့ပါပဲငါကနေရန်အကွက်ဘက်ကနေပြီးတော့နေရန်ကိုနှစ်ချက်လောက်ခောက်လိုက်တယ်သူကခေါင်းမော်ပြီးတော့ငါဘက်ကိုကြည့်လာတယ်ရှီလိုင်းကိုပြင်ပြီးစစ်ကြည့်ပါငါပြောလိုက်တယ်သူကလို့တန်ထွက်ပြီးတော့မျက်တီကိုပဲဆွဲနှုတ်နေတယ်မျက်နှာကတော့အေးအေးဆေးဆေးပါပဲငါလည်းဆက်ဆက်မထွက်သားသေးပဲနဲ့အဲ့ဒီလက်တစ်ဖက်အရွယ်လောက်ရှိတဲ့အပေါက်ကနေပြီးတော့သူ့ဘက်ခြံကိုကြည့်လိုက်တယ်ဟင်းဒီဟင်းရွက်တွေကိုလည်းတုံးဝိုင်းခွဲထားတယ်မချီရှင်စိမ့်ရွက်တွေဟင်းရွက်တွေတမျိုးစီစနေတကျခွဲထားတယ်ထို့အပြင်တုံးငေါတချို့ကိုလည်းဆူထားတယ်အင်္ဂါမုတ်ကလည်းပြင်ထားပြီးသားဖြစ်နေပြီးတော့ပြတ်သွားတဲ့အုတ်ချက်တွေကိုလည်းအရာအလိုက်သေးချာပြန်စီထားတယ်ဒီကိုလူမလာတလောက်မတော်တလောက်နေအောင်တယောက်တည်းခုနတလောက်နေခဲ့တယ်နောက်သူကမေးတယ်မင်းတုံးနေတဲ့တန်တုတ်ကဘေးကရတာလေငါခေါင်းမပြက်တွေကနေပြီးတော့ဖျက်ယူထားတာလို့ပြင်ပြလိုက်တယ်သူကတော့ငါဘက်မှာတော့အပြည့်ရှိရဲ့လို့ပြင်ပြောပြီးတော့နေရန်တစ်ဖက်ကနေဆက်ပြီးတော့တင်းငယ်စကားပြောနေတယ်ပြီးချန်နုကလှည့်ပြီးတော့အိမ်ထဲကိုဝင်သွားတယ်။တကားကိုလည်းတစ်ချက်ဆောက်မိလိုက်တယ်လို့နဲ့စကားပြောရလဲပြီးသွားတယ်။ချင်းဟန်ကအမြန်ရှည်တန်းလေးနဲ့ငါနာကိုနီးလာပြီးတူတူလေးပြောတယ်။အဲ့ဒီရွှေချန်ဆိုတဲ့သူကတကယ်ပဲစဉ်းစားလို့ရလို့လားသူကရှုပ်ဖေကိုတော့စိတ်ဆိုးအောင်လုပ်ထားတဲ့သူလေငါကတော့အိမ်ထဲပြန်ဝင်ပြီးတော့ခေါင်းအောက်ကနေပြီးတော့တုံးလုံးရှိတဲ့ဂျေးချင်းကားတွေကိုထုတ်လိုက်တယ်အောက်ကထက်လဲကြည့်လိုက်တယ်ဒင်းကားတွေကစပွဲပေါ်မှာနှစ်ပတ်လောက်လှိမ့်သွားပြီးတော့တစ်လုံးကတော့မြေကြီးပေါ်ကျတော့မလို့ဖြစ်သွားတယ်6ချိန်လှည့်ပြီးတော့အစင်လိုက်တန်းထားတယ်ငါကခေါင်းထဲမှာရှိတဲ့မပြည့်စုံသေးတဲ့အတက်ပညာနဲ့တစ်ခါတလေသတိထားပြီးတော့ကြည့်ရှုလိုက်တယ်ရလက်ကပြည့်ပြည့်ရရင်ဒီလူနဲ့တော့ဆက်ဆံလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ
ငါကဒင်းကားပြားတွေကိုပြန်သိမ်းလိုက်ပြီးတော့လက်ဖွားရေးကျန်နေတဲ့အေးဆက်ဆက်ခန်းစားချက်ကိုဆန်းလိုက်တယ်ဒီဒင်းကားသုံးလုံးကတခုခုတော့ထူးကြတယ်တဲ့တိုင်းလက်ဖွားရဲ့မှာအေးဆက်တဲ့ခန်းစားချက်တစ်ခုကကျန်နေတယ်ညနေပဲရောက်တော့နေရန်အပေါက်ဘက်ကနေပြီးတော့စားစရာဟင်းရတစ်ထုပ်ကိုလှမ်းပေးလာတယ်စကားလည်းမပြောဘူးအဲ့ဒီအပေါက်ကနေတိတိထူးထည့်ပြီးသွားတာပဲချင်းကစိတ်နဲ့နေတဲ့ဟင်းရထုပ်ကိုကပြီးတော့မျက်ရည်ဝဲမတက်ဝမ်းသာသွားတယ်ငါကအဲ့ဒီဟင်းရတွေကိုသေချာစီးပြီးတော့စားနဲ့ပုတ်ပြီးတော့တန်းလိုက်တယ်ပြီးတော့ဟင်းတစ်ခွက်လိုချက်ပြုတ်လိုက်တယ်အရသာကမရှိရှင်တဲ့လက်ရှိစားနေတဲ့မာကျွန်းအရွက်တွေကအများကြီးပိုကောင်းနေစားပြီးရင်တော့ငါကအိယာပေါ်မှာလှည့်လျောင်းပြီးတော့ခေါင်းမုတ်ကိုကြည့်နေတယ်လာမင်းရဲ့အလင်းကတော့အင်္ဂါမုတ်အပေါက်တွေကနေတိတိလေးဝင်လာတယ်အိမ်မေကမှအိပ်ပျော်နေတဲ့ချင်းရဲ့ကတော့အိပ်ပျော်ပြီးတော့ဟောက်တန်တေးလေးကလည်းထွက်နေသေးတယ်ဒီနေရာကတကယ်တော့အေးအေးဆေးဆေးမဟုတ်ဘူးလှည့်လျောင်းပြီးနေတာကတော့အချင်းအကြာချင်းမခံဘူးငါကကိုယ့်အတွက်အသက်ရှင်တဲ့တစ်ခုကိုရှာရမယ်ချင်းတင်းကားတွေကိုခေါင်းအောင်ပြီးနာကအိတ်ထဲမှာတိတိလေးထပ်ထားတယ်ငါမျက်စိပိတ်ပြီးတော့အသက်ရှင်လန်းကဘယ်ဘက်မှာလဲလို့စိတ်ထဲမှာမေးလိုက်တယ်ဒီတစ်ခါတော့ဒင်းကမလဲဘူးဒါပေမဲ့မတိမတာလှိုင်းလိုမျိုးပဲအဖြစ်တစ်ခုကခန်းစားချက်တစ်ခုလိုဝင်လာတယ်တစ်ခုကစောင့်လို့ပြောနေတယ်လို့ပဲငါအနေငယ်လှည့်ပြီးတော့အိတ်ကိုခေါင်းအောက်ထက်ကိုထိုးသိမ်းလိုက်တယ်ပြမမှာတော့မိုးလီတန်လိုတိတိဆိတ်ဆိတ်အတန်တွေအဝေးကနေပြီးတော့တကားခောက်တန်လိုအတန်တွေကိုကြားနေရတယ်နန်းရင်းညကအရန်ငိမ်တဲ့လို့ထင်နေရပေမဲ့တကယ်တော့မတိတ်နိုင်တဲ့နေရာပဲလှည့်လျောင်းနေတဲ့နေကိုရက်မြောက်မှာစားစရာကိုယူလိုက်အောင်နေမကဘူးဒီနေ့တော့သူတယောက်ကိုပါပဲခေါ်လာခဲ့ပြန်တယ်တိတိကျကျပြောရရင်မျက်ရည်နှာရည်တွေမျက်နှာတစ်ခုလုံးလူးနေတဲ့ကောင်းလေးငယ်တည်းကရှင်ကသူ့ကိုအတင်းဆွဲခေါ်လာပြီးတော့အိမ်ဝင်ပေါက်ထက်ကိုခေါ်ဝင်လာတယ်ငါကတော့အိမ်ထဲကနေသူတို့ကိုကြည့်နေမိတယ်ဒီအချင်းတွေကိုကြည့်ပြီးတော့မျက်လုံးပြူသွားတယ်သူကအသက်ရှင်မဝတယ်လို့ပြေးလာတဲ့ပုံမျက်နှာပေါ်မှာလည်းချွေးတွေပြင်းနေတယ်ကလေးလေးက15နှစ်လောက်ပဲရှိမယ်ခန္ဓာကိုယ်ကပင်လုံးလို့အယူတွေထွက်နေတယ်လို့မျိုးပဲမျက်လုံးတွေကလည်းဖောင်းပြီးတော့မက်မွန်တီလိုဖြစ်နေတယ်ငါကမျက်နှာနဲ့တန်းပြီးတော့ထူးထောက်ကြသွားတယ်အောင်ငုံနေတာလည်းအသက်ရှင်မဝတယ်လို့ပါပဲရှောင်းဆူခဲ့ပါကျေးဇူးပြုပြီးတော့ခဲ့ပါငါကတော့အစာစားရတာကိုချက်ထားလိုက်တယ်ချင်းရဲ့ကဘေးနားမှာအရန်စိတ်ပူနေပြီးတော့လက်တွေကိုပုတ်နေတာတော့မနာနိုင်ဘူးအတန်တိတ်လေးနဲ့အမြန်ရှင်းပြတယ်ဒီကလေးကတတ်မှမှာအလုံနေတဲ့သူတဲ့မနေ့ကမတော်တဆတစ်ခုဖြစ်သွားပြီးတော့ပကံလုံးကိုကွက်အောင်လုပ်လိုက်မိတယ်အဲ့ဒီပကံကကိုဖေးနဲ့တော့ကမိမတရားအတွက်သုံးတဲ့အရာတဲ့အကြီးအကဲကသူ့ကိုအပြစ်ပေးမယ်အရာအနှံ20လောက်ရိုက်ပြီးတော့နောက်တစ်နေရာကိုပြောင်းပြမယ်လို့ပြောထားတယ်အဲ့ဒါကြောင့်သူကအရန်ကြောက်ပြီးတော့မနက်ခင်းကလေးကငိုနေခဲ့တာအဲ့ဒီအချိန်မှာချင်းဟက်ကမတော်တဆသူ့ကိုတွေ့ပြီးတော့ခေါ်လာလိုက်တာပဲချင်းဟက်ကလက်တွေကိုကျုံထားပြီးတော့အတန်တိလေးနဲ့ပြောနေတယ်ရှောင်းဟက်ကတော့မြေကြီးပေါ်မှာတုံးရင်နဲ့လဲနေတယ်နှက်ခမ်းတွေကဖြစ်သွားတယ်ရှောင်းမှုကျွန်တော်မှရှိတာအကုန်ပေးမယ်လစာဆူထားတာ3လစာရှိတယ်အကုန်ပေးမယ်ကျွန်တော်ကိုခဲ့ပါဒီနေရာကနေလွတ်အောင်တွေ့ပေးပါသူပြောတဲ့3လစာဆိုတာကအောက်ဆုံးအဆင့်အလုပ်သမားတယောက်ရဲ့လစာမလို့အရင်မများပဲမဲ့သူ့အတွက်ကတော့အကုန်လုံးပဲဖြစ်တယ်ပြီးတော့တကားကိုပိတ်လိုက်တယ်ချင်းဟက်ကိုအပြင်မှာနေခိုင်းလိုက်တယ်မထိုင်နေတော့ထပါရှောင်းဟက်ကတဖြည်းဖြည်းနဲ့ထားလာတယ်မျက်နှာကိုလက်နဲ့တုပ်ပြီးတော့ကျမကိုမျိုးလုံးပြပြီးတော့ကြည့်တယ်ကျမကခေါင်းဘေးကအိတ်ကိုထုတ်စပွဲဝက်တင်ပြီးတော့ပြောလိုက်တယ်အဖြစ်အပျက်ကိုအစားကနေပြန်ပြောမငုံနဲ့တိကျရှင်းရှင်းပြောသူပြောတာကအထက်ကနန်းတော်ကလူစင်နာကအဝတ်တစုံမှာအစိမ့်အောင်ဝတ်စုံတစုံကျွန်တော်ကပကံတင်နေရင်းနဲ့ချီချော်ပြီးတော့ပကံတစ်ချက်ပွဲသွားတယ်အဲ့ဒါကြောင့်မလို့အဆုတ်သူကမနေ့ပြန်နေ့လယ်မှာအဖြစ်ပေးမယ်လို့ပြောထားတယ်အစားထိုးလို့မရဘူးသူတို့ကအကိုရိုင်းမမိတာမလို့မလွတ်နိုင်ဘူးအဲ့ဒီပကံကအစိုးရစင်းဝင်ပစ္စည်းလိုပဲကွဲသွားရင်ရောရမယ်ရုံမနိုင်ရင်တော့အသက်နဲ့ပဲပေးရမယ်လို့သူကဆက်ပြောတယ်ဒီကိစ္စကလွတ်လပ်မရှိဘူးတောင်းမနာနဲ့မရဘူးဆိုတာကိုငါသိတယ်အချို့သူကသူ့ရဲ့စီကံကိုထင်းရင်တာမလို့ဒီကောင်လေးကိုအပြည့်ပေးဆုံးဖြတ်ပြီးသားပဲအဲ့ဒါဆိုရင်နီလန်ကိုပြန်ရမယ်ငါကသူ့ကိုတက်တက်မပြောဘဲနဲ့တခြားနီလန်နဲ့စဉ်းစားလိုက်တယ်ငွေကြေးသုံးများကိုလက်ထဲမှာကင်ထားရင်းနဲ့နည်းနည်းပူလာသလိုခံစားရတယ်စိတ်ထဲမှာရှောင်းဟဲရဲ့ဒီကိစ္စကဘယ်နေရာမှာပိတ်နေရလဲလို့တည့်တည့်လေးမေးလိုက်တယ်ပြီးတော့ငွေကြေးသုံးများကိုလက်ကနေချလိုက်တယ်တင်းတင်းတန်းတန်းဆိုပြီးတော့6ခါလှုပ်လိုက်တယ်မျက်လုံးဖွင့်လာတော့ထွက်လာတဲ့အခြေအနေကိုတစ်ခုပြီးတစ်ခုကြည့်လိုက်တယ်တောင်နဲ့ရီဆိုတဲ့အခြေအနေဖြစ်နေတယ်သူကတောင်အပေါ်ကတောင်အောက်ကရေတောင်အောက်မှာရေရှိပေမဲ့တောင်ကပိတ်ထားတော့ရေကမထွက်နိုင်ဘူးအခြေအနေကမရှင်းလင်းမဲ့နဲ့မိုးထူတဲ့လို့မျက်စိနဲ့မမြင်နိုင်တဲ့အခြေအနေမျိုးဒါပေမဲ့ဒီဟာတွေကအဓိကအချက်ကအခုအညီလာမယ်လမ်းကြောင်းမှန်နဲ့သူကကိုယ်တိုင်လာမင်းနေတဲ့ဘက်ကဖြစ်နေတယ်ဆိုလိုတာကဒီကောင်လေးကကုညီဖို့လာတဲ့လမ်းကမှန်နေတယ်နောက်တစ်ခါထပ်လုပ်လိုက်တော့နောက်ထပ်အခြေအနေတစ်ခုထွက်လာတယ်ဆက်ပြောလိုက်တယ်အဲ့ဒီခေတ်ကဘက်ကလာတာလဲရှောင်းဟဲမျက်နှာကချက်ချင်းဖြစ်သွားတယ်သူကပြောတယ်အဲ့ဒီအချိန်မှာဖူရှင်းဆိုတဲ့နောက်တက်လာတဲ့ကောင်လေးတစ်ယောက်ရှိတယ်သူကအဲ့ဒီနေရာကိုစိုးအောင်လုပ်ထားတာပါအဲ့ဒါဆိုရင်သူကတမင်လုပ်ထားတာလားငါကတော့ဓာတ်ရိုက်အဖြစ်မပေးပဲစဉ်းစားနေလိုက်တယ်။ငွေကြေးသုံးများကပြတဲ့အရာတော့ဒီကိစ္စတွေမှာတယောက်ကရွေချက်ရှိနေရဆိုတာထင်ရှားတယ်။ဒါပေမဲ့သူကတမင်လုပ်တာလားမလုပ်တဆလုပ်တာလားဆိုတာကတော့သူကိုယ်တိုင်စစ်ကြည့်ရမယ်။ငါကသူ့ကိုလက်ညှိုးပေးလိုက်တယ်။မနေ့ပြန်နေ့လည်းမတိုင်ခင်သွားပြီးတော့အုပ်ချုပ်သူကိုပြောဒါပေမဲ့မတိုင်ကြနဲ့ဘသူကမှအပြစ်မတင်နဲ့တင်ပြောမယ့်စကားကဒီလိုပဲကျွန်တော်မစဉ်းစားလိုက်တော့အဲ့ဒီနေ့ကမြေကဆိုနေတယ်အဲ့ဒီဘက်မှာချေချမိလို့ချော့သွားတာပါလို့ပဲပြောအပြစ်ရှိရလို့လည်းမပြောနဲ့ဘသူကလောက်တာလဲလို့လည်းမပြောနဲ့ရှောင်းဟဲကတလုံးရင်နဲ့နားထောင်နေလိုက်တယ်ငါကတော့စိတ်ထဲမှာဒီကိစ္စကမလို့တဆမဟုတ်ဘူးတယောက်ကလမ်းကြောင်းဖန်နေထားတာပဲလို့ငါကသူ့ကိုသတိပေးလိုက်တယ်
ဆောင်ရံကမျိုးလုံးပြူနဲ့နားမလဲတယ်လို့ကြည့်နေတယ်သူကမေးတယ်ဒီလိုပြောရင်တကယ်အကျိုးရှိပါမလားအုတ်ချုပ်သူကစနစ်ကျော်မိဖို့ခံကိုကိုင်ထားတဲ့သူပါသူ့ရဲ့အတွေ့အကြုံနဲ့ဆိုလို့ရှိရင်ဒီရေဘက်ကလာရဲဆိုတာကိုမသိနိုင်ကြမရှိဘူးလို့ပြောလိုက်တယ်ရှောင်းဟေးရဲ့နှကန်းတွေကတုံလာတယ်ရုတ်တရက်သူကဒုထပ်ပြီးတော့မြေကြီးကိုထိုးပြီးတော့ခေါ်လိုက်တယ်ကျေးဇူးတင်ပါတယ်ရှောင်းမို့ငါကချက်ချင်းတားလိုက်တယ်ရပြီထားပါသူ့ကိုလက်ကလေးနဲ့ဆွဲထုတ်ပေးလိုက်တယ်မင်းအယူလိုလုံမနေနဲ့မနေ့ကသွားပြောရမယ်အလုပ်ရှိသေးတယ်သူကမျက်ရည်ဝဲနေထားလာတယ်ပြီးတော့လက်ထဲကနေပြီးတော့အဝင်းနဲ့တခြားထုတ်ထားတဲ့အရာတွေတစ်ခုကိုထုတ်လာတယ်အနက်ဖက်နဲ့ငါ့ကိုပေးလာတယ်အဲ့ဒီထဲမှာတော့အသေးအချာစီထားတဲ့ငွေကြီးလေးတွေရှိတယ်ငါကတစ်ချက်ကြည့်ပြီးတော့ပြန်ထုတ်ပေးလိုက်တယ်ဒီငွေတွေကိုမင်းမဲယူထားပါနောက်တစ်ခါမိဖို့ခံပတ်မှာအရွက်တွေမကောင်းတဲ့အကျွင်းကြံလိုခံမှုတွေလူတွေမလိုတဲ့ဟာတွေဆိုလို့ရှိရင်လည်းရတယ်ချင်းဟဲ့အတွက်တစုတော့ယူထားလိုက်ချင်းဟဲကရှောင်းဟဲကိုအပြင်နဲ့ညလေးထိလိုက်ပို့ပေးလိုက်တယ်ပြန်လာတဲ့အချိန်မှာရှောင်းမှုမင်းကတကယ်တော့တယ်ငါကလည်းညို့တစ်ချောင်းထောင်လိုက်တယ်ဒီကိစ္စကငါတို့နှစ်ယောက်ပဲသိမယ်အပြင်ကိုပြမပြောနဲ့ချင်းဟဲကခေါင်းညင်ပြီးတော့သဘောတူလိုက်တယ်ငါကစပွဲမှာထိုင်ပြီးတော့ငွေချေသုံးမြတ်ကိုတပြားချင်းစီနဲ့ရှင်းတုပ်လိုက်တယ်ပြီးတော့အိတ်ထိပြင်ထည့်လိုက်တယ်ဒါကငါသုံးနေတဲ့တဝက်တစ်ပြက်ပြီးတဲ့ပညာရဲ့မှန်ကန်တဲ့အသုံးချနေပဲဒါပေမဲ့ငါ့ကိုစိတ်ဝင်စားစေတဲ့အရာကနောက်တစ်ခုရှိနေတယ်ရှောင်းဟဲကမိဖို့ကန်ထဲမှာအလုပ်နေတဲ့သူနေတိုင်းနဲ့ငါအစားတောက်တွေကိုကိုယ်တိုင်ထိတွေ့ရတယ်ဖေမီဘေးကဟင်းတက်ထဲလဲဘယ်အရှင်မင်းသားကစားတယ်လဲဘသူကအစာကိုချီးမွမ်းတယ်လဲဘသူကပြန်ပို့တယ်လဲအားလုံးကိုသူကမှတ်မိနေတယ်ဒါကအချင်းဟဲလို့မိဖို့ကန်တကမှာနားထောင်နေုံနဲ့ရတဲ့အချက်အလက်ထက်အစာပေါင်းများစွာတိကျတယ်အပြင်မှာတော့ငါကငွေတချို့ကိုဆုံးရှုံးလိုက်ရတယ်လို့ပဲထင်ရပါမယ်တကယ်တမ်းတော့ငါရလိုက်တာကအရင်ကြည့်ရဲ့သတင်းအချက်အလက်တစ်ခုဖြစ်နေတယ်ရှောင်းဟဲရဲ့ကိစ္စက3ရက်မြောက်နေမှာတော့အဖြေတစ်ခုရလာခဲ့တယ်။ချင်းကထမင်းယူလာတဲ့နေ့မှာအရင်ကထအမြန်တကြီးနဲ့ပြန်လာတယ်။အလောတကြီးဖြစ်နေတဲ့ပုံနဲ့ခွက်ထဲကထမင်းတချို့တောင်လက်လျှောက်ဖိတ်ကြလာတယ်။သူကတကားခွန်ပြီးတော့ပြောပြတယ်။ရှောင်းဟဲကအပြစ်ပေးခံရရမယ့်ကိစ္စကလေမိဘူးကန်ကအုပ်ချုပ်စီသွားပြီးတော့ပြောထားတယ်။ငါကတော့ဟင်းသီးရဲ့စိုက်ခင်းလေးပေးမှမြေကိုကြည့်နေတယ်။ချင်းကငါနာဖိနာမှာထားပြီးတော့ဆက်ပြောတယ်။ရှောင်းဟဲကတခင်မှာပြောတဲ့အတာမိဘူးဆောင်အုပ်ချုပ်သူစီကိုသွားပြီးတော့တင်ပြလိုက်တယ်။ကျမြန်ဘောကရေးကိစ္စကိုပြောပြခဲ့တယ်။အဲ့ဒီနောက်မှာတော့စပူဆောင်တော်ဝင်ရှိသူကနောက်နေ့မှာလက်လုံနေတဲ့သူတွေကိုအကုန်ခေါ်ပြီးတော့ဆင်မိလိုက်တယ်။ဖူရှမ်းဆိုတဲ့အတည့်ရောက်လာတဲ့လူကအဲ့ဒီနေရာကိစ္စနဲ့ပတ်သက်ပြီးတော့မိတဲ့အခါမှာမျက်နှာပြပြီးတော့ပြန်ရှင်းပြနိုင်ဘူးလို့ပြောသွားတယ်။အဲ့ဒီအချိန်မှာပဲအကြီးအကဲကစိတ်ဆူသွားတယ်။နောက်ဆုံးမှာတော့ဒုနှစ်ရက်တဲ့ပြည်တံကိုလုံးဝမဖျက်လိုက်ပေမဲ့အရင်ကလိုပြင်းပြင်းထန်ထန်မဟုတ်တော့ဘဲနဲ့20ချက်ကနေပြီးတော့5ချက်အထိရှော့ချပြီးတော့တာတကသဘောနဲ့ဒါဆုံးဖြတ်လိုက်ပါတယ်။ဖူရှုံကိုတော့အလုပ်ပြောင်းပြီးတော့မိဖို့တွေကလောက်တာအဖြစ်ရွှေ့လိုက်တယ်။ရှောင်းဟဲကတော့အဲ့ဒီနေရာမှာပဲဆက်နေခွင့်ရသွားတယ်။ပကံများကွဲတော့တာကရှောင်းဟဲရဲ့လက်ထဲမှာဖြစ်ခဲ့တာမှန်ပေမဲ့ကြက်မြင်ကရေချောင်းချိုလဲတာကိုအတေးအချာရှင်းနေမိနောက်မှာတော့ပြည်တံကအလွန်မပြည့်တဲ့အဆင့်တီကိုရောက်သွားပါတယ်။လူနဲ့အမှန်တရားကိုလည်းထိနိုင်သွားခဲ့တယ်။အဲ့ဒီအချိန်မှာချင်းဟဲကသူ့ရဲ့အင်ကြီးလက်ထဲကနေတခုခုထုတ်လာတယ်။ချင်းဟဲကလက်ထဲကအစီစက်ကူတို့လေးထုတ်ကိုဂီယူဒီဇိုင်းနဲ့ဖွင့်ပြချင်းဖွင့်ပေးလိုက်တယ်။အဲ့ဒီထဲမှာရီဆူဆူစနေလန်ကျက်သွင်းမိကလေးလေးချောင်းလေးလက်မလာအရွယ်ရှိရဲ့ချင်းလေးနဲ့ချက်နဲ့၆သွင်းနေတဲ့ငွေကောင်းမှုနဲ့လေးဒါတွေကစပူဆောင်ကဟင်းချက်ပြီးကျန်တဲ့အစေအပိုင်းတွေဘယ်သူမှမလို့ချင်တဲ့အပုပ်ပစ္စည်းတွေပါတဲ့သူကအဲ့ဒါငါလက်ထက်ကိုလေးနဲ့ထည့်ပြီးတော့စပူဆောင်ကကျန်တာတွေပါမလိုတဲ့အပိုင်းတွေပါလို့ပြောတယ်ငါကငရုတ်ကောင်းကိုလက်နဲ့ယူပြီးတော့နှာခေါင်းမှာရှူကြည့်လိုက်တယ်ချက်ချင်းပဲအနံကနူးညံ့ပြီးတော့ဆူချတဲ့အနံတစ်ခုကအုံနောက်ထက်ကိုတိုးဝင်လာတယ်ကောင်းတာပဲလို့ငါတွေးလိုက်တယ်ဒီလိုအရာတွေရှိလာတာနဲ့ဟင်းရွက်တွေကရေပြုတ်တင်းတက်မဟုတ်တော့ဘူးချင်းရကဆက်မပြောသေးပဲနဲ့နီးကလာပြီးအတန်ကိုအရန်နေအောင်ပြောတယ်ရှောင်းဟဲကနှစ်ခုထပ်ပြောထားသေးတယ်ပထမတစ်ခုကဖရီနီကအခုတလုံးအဆာစားညင်သေးမကောင်းဘူး၃ရက်စလိုက်တာမှငေါမစားနိုင်ဘူးသူတို့သွားကြည့်ထားတယ်အခန်းထဲမှာစိတ်ပြင်းနေအောင်တော့တဲ့စိတ်တဲ့မျိုးပဲထားရတယ်ဒုတိယတစ်ခုကရှူဖေးဘက်မှာကဒီရပန်းအထက်လူကြီးတွေဟင်းပွဲတွေကိုအချင်းချင်းဆူချင်းမိနေကြတယ်ရှူရံဘက်ကအစီကန်တွေကိုလည်းတစ်ခါထပ်မကဆူချထားတယ်ငါကပကံတွေကဆံပြုတ်ကိုဖြည်းဖြည်းချင်းမှုနေတယ်ဖီနီကအစားစားခြင်းတွေမကောင်းဘူးစိတ်ပြင်းရအောင်တော့ရတဲ့စီဒီကိုလည်းတောင်းနေတယ်အဲ့ဒီလိုဆိုလို့ရှိရင်ကိုယ်ခန္ဓာမတက်တာဖြစ်နိုင်တယ်ဒါမှမဟုတ်စိတ်ထဲမှာပြဿနာတစ်ခုရှိနေရတယ်ဖြစ်နိုင်တယ်နောက်ပြီးတော့ရှူဖေးဘက်ကတော့ယူကန်အနာကလူတွေကိုစားတောက်နေဆူချပြီးတော့အာနာရှိသူနာလူတွေကိုဆက်ဆောင်နေတယ်ဒီနှစ်ခုကိုတစ်ခါလေးစဉ်းစားကြည့်လိုက်လို့ရှိရင်အတိတ်ပဲရှိလာတယ်ဘယင်ကမကြသေးခင်ကရှူဖေးဘက်ကိုသွားတဲ့အချင်းကြီးကတိတတာတူလာတယ်အဲ့ဒါကြောင့်မလို့ဖိနီဘက်ကတော့တဖြည်းဖြည်းနဲ့မျက်နှာပြက်လာနေတယ်ဖိနီအနေနဲ့စိတ်ပူစင်မှုဖြစ်နေတာက80ရာခိုင်နှုန်းလောက်သိချတယ်တစ်ဖက်မှာတော့ရှူဖေးကအခွင့်အရေးကိုအသုံးချပြီးတော့ဘယင်နာကသဘောကျမှုကိုတည်ဆောက်နေတယ်နန်းတွေကချစ်ဆက်အာနာလူပဲဆိုတာကလုပ်ငန်းခွင်မှာ project လုပ်ရတဲ့လုံးဝတူနေတယ်အရင်အမြင့်တွေကအမြဲတမ်းအနိုင်ရတဲ့ဘက်ကိုပဲဆန်းသွားတယ်သူကချင်းရဲ့ကိုပြောလိုက်တယ်နောက်ကလာတဲ့သတင်းတွေကိုတစ်ခုမှကြံကားကိုပြန်ပြောပြီးသူကခေါင်းညင်ပြီးတော့သဘောတူလိုက်တယ်